Hello အားလုံးပဲမင်္ဂလာပါဒီဆက်ရောက်မှစီးရီးမှာအားလုံးကိုပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက် Manchester City ရဲ့ပြည်သူတွေကြားထဲမှာဒီပန်းအစားဆုံးသတင်းငါတော့ဒါ Florian Wirtz ရဲ့အပြောင်းရွှေ့သတင်းလို့ပဲထင်ပါတယ်ဒါ Florian Wirtz ရဲ့အပြောင်းရွှေ့သတင်းဟာဒါညင်တယ်သွားခဲ့ကြမှာအခုဒီနေ့မှာပဲပြန်ပြီးတော့ပြောရမယ်လောက်ခတ်လာတာပေါ့နော်ဆိုတော့ဒါ Florian Wirtz ရဲ့သတင်းကိုကြားတာဒါကျွန်တော်တို့ Manchester City အသင်းပြည်သက်တွေအတွက်ကိုဆုံးရှုံးတော့မဲ့အရာတစ်ခုကိုပြန်ပြီးတော့ရနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးလိုက်တော့ပါပဲဆိုတော့ဒါကျွန်တော်တို့ Manchester City အသင်းနဲ့ဒါ Leverkusen အသင်းကြားထဲမှာ Florian Wirtz ရဲ့အပြောင်းအရွှေ့အတွက်နှုတ်အပြင်နှုတ်သဘောတူညီမှုရရှိထားပြီလို့သိရပါတယ် Florian Wirtz ရဲ့ Leverkusen အသင်းဟာဒါ Florian Wirtz ကို Bayern Munich ရှိလို့လုံးဝရောင်းချလို့ခြင်းမရှိပါဘူးဘာလို့လဲဆိုတော့ဒါ German League ရဲ့သူတို့ရဲ့ထိပ်သီးတင်မဲ့ဖြစ်နေတဲ့အတွက်ကြောင့်ဒါဒီမဲ့အသင်းရှိကိုရောင်းချလို့ခြင်းမရှိပါဘူးဒါကြောင့်မို့ဒါတကယ်လို့ရောင်းချခဲ့မယ်ဆိုရင် Leverkusen အသင်းဘက်ကဒါ City သုံးလို့ဒါဒီရဲ့ကိုရွေးချယ်ထားဖို့ရှိပါတယ်အဲ့ဒီထဲမှာပါအခုလက်လုံးမှာတော့ဒါ Manchester City အသင်းနဲ့ပို့ပြီးတော့သတင်းတွေကြည်လောင်ထွက်နေခဲ့ရတယ်ဖြစ်ပါတယ်ဒါ Leverkusen အသင်းဘက်ကတော့ဒါBayern Munich အသင်းကခေါ်ယူမယ်ဆိုရင်တန်150အထိပေးချင်မှာဖြစ်ပြီး Manchester City အသင်းကခေါ်မယ်ဆိုရင်တော့ဒါတန်100နဲ့ခေါ်လို့ရမှာလို့လည်းပြောကြားထားပါတယ်ဆိုတော့ဒါ Florian Wirtz ရဲ့အပြောင်းအရွှေ့ဟာဘာတွေဖြစ်လာမလဲဘယ်လိုစစ်ဖက်သွားမလဲဆိုတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်တော့မှာပါအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ဒီဆက်အောင်မှစီးရီးပဲဖြစ်ပါတယ်